မဖွဲမှာများမင်္ဂလာပါဗျာနော်အခု3နာရီထူတော့မယ်နော်ဘယ်လောက်ထိကြိုးစားပြီးကြည်တယ်ဆိုတာနော်ပေါရှင်းကန်တရားနဲ့ဆိုင်နေရဆိုတာနော်ဘာလို့ဆိုတော့ကျွန်တော်တို့3ညခွန်20ပြန်ကြရှင်မှာဗရိတ်လေးနဲ့ကောင်ပြန်ကြဆိုပြီးကျွန်တော်အစောဆုံးထွက်ပြီးနောက်တရက်နေတန်းတင်လိုက်တာ963ဆိုပြီးတော့တင်လိုက်တာနော်ကြာမှာ963ကြာကျွန်တော်တင်ပြီးနောက်ပိုင်းမှာ line မော် blue တွေပြန်ကုန်တာနော်public အမြင်နဲ့ကျွန်တော်တင်လိုက်တာဟုတ်နော်တင်တော့အဲ့ဒါဘာကြောင့်မကြကျွန်တော်စစ်နေအခုတွေ့နော်ဟုတ်ပြီပေါတိရဖြစ်မှာပါဒါကောင်ပါအောထဲမှာပါလိမ့်မယ်နော်ကျွန်တော်ကြည့်ရအောင်လေနော်ဒီမှာကဒါနှစ်ဦးမှာနော်ရှင်လုံးပေါင်း6နှစ်ခတ်9 6နှစ်ခတ်9 6နှစ်ခတ်9ပိတ်သွားတာပါနော်အဲ့ဒီမှာဗရိတ်5 3ချက်ပေါ့အဲ့ဒါကြီးအခုမှသိချကြည့်လိုက်တာနော်အဲ့ဒီဒီမှာရှင်လုံးပေါင်းချင်း6ကသူ့ရဲ့တနည်း6ခါလို့နောက်ပိတ်9ကနောက်နှလုံးပေါင်း9လို့ဖြစ်တဲ့ကောင်ပြန်ချဒါအရင်မြင်ကြည့်လိုက်ဒီမှာလည်းရှင်လုံးပေါင်း6ခါ9ကနောက်နှလုံးပေါင်း9ဖြစ်63နောက်တွဲလို့ဖြစ်တယ်အဲ့963ပြန်ချအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာရှင်လုံးပေါင်း6 9နောက်ပြီးတော့ရှင်လုံးပေါင်း6က6ခါနဲ့နောက်နှလုံးပေါင်း9ဆို963ဆိုတော့ပြန်ချအဲ့ဒီမှာသူတို့ကျွန်တော်တို့ကဘယ်လိုတွေ့လို့ဆိုတော့အဲ့ဒီနှစ်ထဲမှာသူ9ပါဝါ4နှစ်4နှစ်ခါနှစ်ပိတ်နဲ့ဗရိတ်လေးလို့ကြာမယ်အဲ့66နှစ်ဆိုတော့ပြန်ချဗရိတ်လေးပြန်ချမှာဆိုနော်နောက်တစ်ခါဒီမှာထပ်ပြီးရိုက်တယ်နော်ဒီ66နှစ်ကအပေါ်ကျွန်တော်ပြန်ချနော်ဒီအပေါ်ပြန်ချနော်ဒီမှာလည်းအဲ့တိုင်းပဲနှစ်နောက်ပိတ်ဗရိတ်လေးလို့ရိုက်လိုက်တယ်သူ့ဇောင်းမှာဗရိတ်လေးထွက်မှာအဲ့ဗရိတ်လေးကလည်းပြန်ချနော်ဒီ356က963ဒီမှာကြက်လာဆုံးနော်အဲ့တော့ကျွန်တော်တို့ကဒီမှာကြည့်လိုက်တဲ့ခါကျတော့မနစ်ကတော့ရှိတယ်လေဒီနားမှာနော်နှစ်နောက်ပိတ်ဗရိတ်လေးဆိုဒီချိန်မှာဗရိတ်လေးနဲ့ကောင်ပြန်ကြဆိုကျွန်တော်နှစ်ကွက်ထက်ရှိတယ်ကျွန်တော်ဒီကောင်ကပြန်ကြမှာဆိုဒီကောင်ဦးစားပေးထုတ်တယ်ဒီကောင်အရန်သဘောမျိုးတော့ပေါ့အရန်တော့မပြောပါဘူးကျွန်တော်အပေါ်ကောင်ပဲအော်ခိုင်းတယ်နော်ဟုတ်ပြီအဲ့ကောင်ဘာလို့မထွက်တာဆိုခုတွေ့ပြီနော်သူကဘာကြံနေအောင်ဆိုဗရိတ်9ကြံနေတာပဲနော်ဒီ36နောက်တွဲဆိုကောင်ပြန်ကြတော့မဲ့အချိန်မှာသူကဘာတွေလောက်တာလို့ဆိုဒီဗရိတ်9ကြောင်နော်တင်9ကို9ကြောင်သူကနေဗရိတ်3ခုပေါင်းရင်9လို့ဖြစ်တာနှစ်ကဲ9ရခွန်ရဲ့8ကဲဆို3ပေါ့နော်9ပေါ့ခွန်နဲ့8နဲ့ဆို9ဗရိတ်3ခု9လို့ဖြစ်လိုက်ပြီးတော့အဲ့9နောက်ပိတ်လို့တက်ပိတ်မှဒီကောင်ဖြုတ်ချတာနော်ဒီ9ကိုပြန်ထည့်တာထပ်ပိတ်တဲ့အချိန်မှာသူကအများကြီးပေါ့ရထောက်ချက်တယ်နော်ဗရိတ်6ကိုရှင်းနှလုံးပေါင်း6လို့ထည့်တယ်အဲ့ဒီ63လွဲဆိုတဲ့ကောင်ကဒီလူဗရိတ်3ခုပေါင်း9ရဲ့ဇောင်းမှာ9အပိတ်တက်ရိုက်ပြီးမှသူကြားတာနော်ဟုတ်ပြီပထမကဒုတိယကလည်းအဲ့တိုင်းပဲဒီ963ဆိုကောင်63လွဲနဲ့ကောင်ပြန်ကြတဲ့အချိန်မှာသူဗရိတ်3ခုပေါင်း9ဆိုတဲ့ခွန်ရဲ့4ရဲ့ဆို1ရဲ့ဒီကောင်က4ရဲ့ဆိုတော့9လို့ဖြစ်ပြီးအဲ့9လို့တက်ပိတ်ပြီးမှဒီကောင်ဖြုတ်ချတာနော်အပေါ်က3ကြောင်အဲ့ဒီမှာလည်းသူကလည်းအဲ့တိုင်းပဲဗရိတ်9ကိုရှင်းနှလုံးပေါင်း9လို့ရိုက်ပြီးမှသူကဖြုတ်ချတာနော်ဒီ9နောက်ပိတ်ဝင်တာနော်အခုလည်းကျွန်တော်တို့ကပြန်ကြမှာအဲ့63လွဲကြံနေတာကျွန်တော်တို့ကဘာကြောင့်မကြတော့တွေ့သွားတာပေါ့နော်အခုမှလည်းဒီမှာလည်းကျွန်တော်တို့ break က9ရဲ့ဒီက1ရဲ့ဆို3ညရဲ့9ရဲ့ဆို9လို့ဖြစ်ပြီဒီတစ်ချက်ပဲရှိတာအဲ့မှာ9လို့ဖြစ်ပြီ9ကလည်းပြီးခဲ့တဲ့ဘိုးကပိတ်သွားအဲ့ဒီလိုပဲအလားတရသူ့ဇောင်းမှာရှိတဲ့ break 4ကလည်းရှင်းနှလုံးပေါင်း4လို့သူကရိုက်ထားပြီးမှဒီမှာကြမယ်63လွဲကကျွန်တော်တို့ညှော်မှန်းထားတဲ့ခံလိုက်ရတဲ့မကြည်ဝဲပေါ့ဗျာနော်ဒီ963ကပြန်ကြကျွန်တော်9ဘိတ်နဲ့2ကွက်ကြိုက်တယ်နော်အဲကျွန်တော်ခွဲပေးပါမယ်အဲ့ဒါဟိုကတ်ထုတ်တော့ကြကျွန်တော်ခွဲပေးမယ်နော်အဲ့ဒါလေးအဖွဲ့ဒီဟိုဖြစ်အောင်ကျွန်တော်ဒီကောင်ပါအောထဲမှာပါလိမ့်မယ်နော်ပါအောထဲမှာပါလိမ့်မယ်ခုန655ဆိုတဲ့ကောင်လေးတခြား line နေနဲ့တွေ့ထားရှိတယ်နော်ဟုတ်ပါပြီဒါလေးအခုနည်းနည်းညင်းတဲ့ချိန်ကြည့်ရတယ်ဒီကောင်ဘာလို့မကြလဲကြားရမယ်ကောင်ဘာလို့မကြလဲဆိုသူကတိတိပပကြီးလောက်ထားတာနော်ရှင်းနှလုံးပေါင်း6နှစ်ခတ်9ဗရိတ်9 6နှလုံးခတ်9ဗရိတ်9 6နှစ်ခတ်9ဗရိတ်9အဲ့ဗရိတ်9တွေကဗရိတ်3ခုပေါင်း9ပိတ်တက်ရိုက်ပြီးမှ63နဲ့ရန့်ကြတာလို့ရှင်းနှလုံးပေါင်း6က6ခတ်နောက်နှလုံးပေါင်း9ကဒီနောက်ပိတ်9အဲ့ကောင်ပြန်ပြုတ်ကြတာတိတိကြအောင်လောက်တာနောက်ပြီးတော့ဒါကမဆလာပေါ့ရဖြူလိုက်တော့ဒီက6ကိုရှီပေါင်း6လို့ကြပြီးမှတပွဲကျော်9လို့ပိတ်ပြီးကောင်မထွက်သေးဘူး9ဗရိတ်3 9လို့ဖြစ်တယ်မှာဒီ63လို့ကပြုတ်ကြတာနော်အဲ့3ကစလုံးတထရရတယ်ပဲဗျာနော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျအောင်ပြီလို့တော့ယူဆတာပဲเนาะကိုယ့်ဘက်က